ဒီမေးစရာဖြေစရာအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့ရှမ်းအောင်ဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့လွင်မုံဝေဖြစ်ပါတယ်ကျွန်တော်ဒီနေ့မေးမှာတော့အလုပ်သမားအနေနဲ့ပေါ့နော် WG ဖွဲ့စည်းကိုအကူကြီးတောင်းမယ်ဆိုရင်ဘယ်လိုအကူကြီးတောင်းမလဲဆိုတော့မေးမှာပေါ့နော်အခုကျွန်တော်မေးမယ်နော်အခုအလုပ်သမားတွေကမေးကြတယ်ပေါ့ WG ဖွဲ့ကအလုပ်သမားရေးရာကိုလုပ်ပြီးတော့ဘာလို့လုံးမရှာပေးတာလဲအလုပ်သမားတွေအနာဂတ်အတွက်အဲ့ဒါကျွန်တော်မေးချင်တယ်ဟုတ်တယ်ဆိုတော့လေဒီအလုပ်သမားတွေကလေကျွန်တော်တို့စီကိုဖုံးဆက်လာပြီးဆိုခါရကြတယ်အလုပ်သမားတွေဒုက္ခရောက်တဲ့လူတွေဒီအလုပ်ရှင်ကနေပြီးတော့ဒီအလုပ်သမားခွင့်ရေးချိုးဖောက်တာတွေပေါ့နော်ပြီးရင်အလုပ်ငန်းမရှိတဲ့ကိစ္စတွေများတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဘယ်လိုလဲဆိုတော့အလုပ်သမားတွေကိုကျွန်တော်အလုပ်ရှာပေးဖို့ကကျွန်တော်တို့ကမခက်ခဲဘူးဆိုတော့လုပ်ငန်းရှင်တွေတော်တော်များများကျွန်တော်တို့ဆက်သွယ်ရရှိတယ်ပြီးတော့ဌာနဆိုင်ရာတွေတော်များကျွန်တော်တို့ဆက်သွယ်ရရှိတယ်ဒီအလုပ်သမားတွေကိုသူအလုပ်ပြန်ဒါပေမဲ့ကျွန်တော်တို့မှာအခက်အခဲကဘာရှိလဲဆိုတော့ကျွန်တော်ကအလုပ်ဒီအလုပ်သမားတယောက်ကိုဒီလုပ်ငန်းဝင်တွေကိုပေါ့ကျွန်တော်တို့တွားထည့်လိုက်မယ်ဆိုရင်လေတွားထည့်လိုက်မယ်ဆိုရင်ကောင်းဒီဆိုဒီအရာကျွန်တော်တို့ကထပ်ပြီးတော့တာဝန်ယူရမှာဖြစ်တယ်ဆိုလို့ရင်ကဒီအလုပ်ငန်းတစ်ခုမှာတစ်ခုပြဿနာတစ်ခုတက်လို့များဒီအလုပ်ရှင်ဘက်ကအကြောင်းစုံနဲ့ပြဿနာတက်လို့ငွေလောကရှင်းဖို့နောက်ကျတယ်ဆိုရင်အလုပ်သမားကျွန်တော်ပြောမယ်ကိုတို့ကထည့်ပြီးလို့ကျွန်တော်တွားလုပ်ပေးတာကျွန်တော်လောကမရဒီလိုပဲအလုပ်ရှင်ဘက်ကလည်းကျွန်တော်တို့ထည့်ပေးလိုက်လို့ဒီအလုပ်သမားတယောက်ဒီတစုံတရာရာဇဝတ်မှုကျွလွန်သွားပြီဆိုလို့ရှိရင်နင်းထည့်ပေးလိုက်တဲ့လူမို့လို့ငါတို့ကဟိုယုံကြည်နဲ့လက်ခံလိုက်တာအခုငါတို့စီကပစ္စည်းတွေပြောက်သွားတယ်ရာဇဝတ်မှုပြည်တော်မှာဆိုကျွန်တော်တို့ဒီလိုပြဿနာအခက်အခဲတွေရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအလုပ်မရှာပေးတာပေါ့နော်နံပါတ်1အနေနဲ့မေးချင်တာကတော့ပေါ့နော်ဒီလို WG ဖွဲ့ဒီလိုဘတ်စာရွက်စာတမ်းတွေဘာကြောင့်မလုပ်ပေးတာလဲအဲ့ဒါလေးပေါ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒီအခုနောက်ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအလုံးမခွင့်ချိုးပေါက်တာများပြီဆိုလို့များတယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်ရုံးလေးပါကြီးသွားမယ်ဆိုစားစားတန်းရှိတဲ့လူတွေမှာပဲကျွန်တော်တို့ကလုတ်ပေးရတာဟိုဟာလုတ်ပေးဖြစ်တယ်ပေါ့နော်ဆိုတော့စားစားတန်းမရှိတဲ့လူတွေဆိုလို့ရှိရင်တော့သူ့ဟိုဟာလေးတဲ့လို့ပြောမယ်လုတ်ပေးလို့ရတဲ့ကန့်သတ်လေးပဲရှိတာပြောစားစားတန်းရှိဖို့ကလိုအပ်တယ်တို့တော်များတယ်ကျွန်တော်ကစားစားတန်းလိုက်လုတ်ပေးလို့မရဘူးဆိုတာကကျွန်တော်တို့ဒီဥပမာကျွန်တော်ကကုမ္ပဏီတစ်ခုကိုကျွန်တော်ဒီကုမ္ပဏီကကောင်းပါပြီရဲ့နော်ကောင်းပါပြီကျွန်တော်ပြောလိုက်ချင်းကျွန်တော်ကအဲ့ကုမ္ပဏီကဘယ်နေ့ပဲရက်မှာနော်စာရွက်စာတမ်းတွေထွက်မယ်ဒီဝက်ပါမီတွေထွက်မယ်လက်ပွေတွေနှိပ်ရမယ်ပြောသူကလှုပ်ရှင်သူကဒီအလုပ်သမားနဲ့ဒီကုမ္ပဏီကသူဓာတ်ရိုက်ချိတ်ဆက်တော်များလဲပေါ့နော်ဆိုလို့ရှိရင်နောက်တစ်ခုကဒီကုမ္ပဏီကရောဒီကျွန်တော်အာမခံပေးလိုက်တဲ့ကုမ္ပဏီကရောသူကနေပြီးတော့အစိုးရမဟုတ်နေဘူးတိတိကျကျသူကမသိနေဘူးနော်တိတိကျမသိနေချိန်မှာသူကနေအလုပ်သမားကိုရချင်းလိုက်ပါပြီခုလာမဲ့15နှစ်လက်ပွေနှိပ်ရမယ်လို့တကယ်အလုပ်သမားကပြန်တော့15နှစ်မနစ်ရအောင်သူဟိုကလည်းပြန်ပြောတာကလူများလို့နော်ဆိုတော့အဲ့လိုဟိုဟာတွေဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုငွေကြေးပိုင်းဆိုင်ရာရှိတယ်ငွေကြေးပိုင်းဆိုင်ရာရှိရဆိုတော့ကျွန်တော်တို့ကဒီကုမ္ပဏီကိုကျွန်တော်ကကြေညာပေးလိုက်ပါပြီရဲ့အလုပ်သမားပေးရပါပြီရဲ့နော်ငွေပမာဏတစ်ခုပေးရပါပြီရဲ့ဆိုတော့ကျွန်တော်က1ယောက်မဟုတ်ဘူး2ယောက်မဟုတ်ရောက်ယာနဲ့ချီကြေညာလာပြီကျွန်တော်တို့မပြောလာဘူးလားမင်းတို့အကျိုးမြတ်မရှိဘဲနဲ့နော်မင်းတို့ဒီကုမ္ပဏီကိုမင်းတို့မကြေညာပေးပါဘူးဆိုလို့ရတယောက်ကို900တော့တကောင်1000တော့တကောင်မင်းတို့ကုမ္ပဏီကတော့ပြန်ပေးမှာပဲဆိုပြီးတော့ကျွန်တော်ဒီလိုဖြစ်လာအဲ့လိုဖြစ်လာရင်ဘာဖြစ်လာမလဲအလုပ်သမားတွေကကျွန်တော်တို့ကိုယုံကြည်မှုကနည်းလာမယ်ယုံကြည်မှုကနည်းလာရင်ဘယ်သူအတွက်နည်းလာကျွန်တော်အလုပ်သမားတွေအတွက်နည်းလာဘာလို့ကျွန်တော်တို့လူမိုက်ရင်ထဲမှာထိုင်းနိုင်ငံမှာတကယ်အလုပ်သမားတွေလုပ်ပေးနေတဲ့လူတွေတကယ်ဖြောက်ဖြောက်မမလုပ်ပေးနေတဲ့လူမရှိဘူးလားဆိုတဲ့အတွေ့သူတို့ထဲဝင်သွားပြီဆိုလို့ချင်းသူတို့တွေရသင့်ရတဲ့အခွင့်အရေးတွေသူတို့ဘယ်အဖွဲ့အစည်းမှမတိုင်တော့ဘဲနဲ့သူတို့နောက်ဆုတ်လိုက်တဲ့အတွက်ကျွန်တော်နိုင်ငံသားတွေနစ်နာတယ်အဲ့ဒါတော့ပါဟုတ်နံပါတ်3အနေနဲ့ပါဗောနော်အလုပ်သမားတွေက WG ဖွဲ့စည်းကိုကိုကြီးတောင်းလာမယ်ဆိုရင်ဖွဲ့စည်းနာမည်တချို့မသိကြဘူးအဲ့ဒီအတွက် WG ဖွဲ့ကိုလာပြီးတော့ကိုကြီးတောင်းမယ်ဆိုရင်ဘလို့တွေပြင်ဆင်ထားတင်လဲပေါ့ဟုတ်ကဲ့အဲ့ဒါကတော့အလေးနဲ့ပြောလို့တယ်အလေးနဲ့ပြောလို့တယ်ဆိုတာကလေကျွန်တော်ထိုင်းနိုင်ငံမှာပြောမယ်ဆိုလို့ရှိရင်ဟိုဟာအယောင်ဆောင်နေများတယ်အယောင်ဆောင်နေများတဲ့အတွက်ကိုကနေပြီးတော့လူတစုံတစ်ယောက်ကိုကျွန်တော်တို့ဖွဲ့မှာမဟုတ်လူတစုံစားကိုအကူကြီးတောင်းမယ်ဖုံးဆက်မယ်ဆိုလို့ရှိရင်သူဘယ်သူဘဝလဲဆိုတော့တိတိကျကျပေါ့သိဖို့လိုအပ်တယ်နော်ဆိုတော့ကျွန်တော်တို့မောင်ပြူတီဆက်မလားမောင်မဲတီဆက်မလားအေးမောင်မဲအောင်သူကဘာလုပ်တာလဲနော်မောင်ပြူကလည်းဘာလုပ်ကိုကဒုက္ခရောက်လို့အကူကြီးသွားတောင်းမှာသူ့ဆိုတော့ကျွန်တော်တို့ကဥပမာကျွန်တော်တို့ကပြောမယ်ဗျာကျွန်တော်တို့ကဒီဟိုရာဇဝတ်မှုတစ်ခုကျိုးလို့ခံထားရတယ်ကိုလာလူတယောက်လာစော်ကားထားတယ်ဆိုရင်ကိုကသွားမိသက်ဌာနကိုသွားလို့မရရဲဌာနကိုသွားရမှာဟုတ်တယ်ဟုတ်တယ်မလားရဲဌာနကိုသွားမှာဖြစ်တဲ့ဒီရဲဌာနဘာမှရှိလဲဒီရဲဌာနဘယ်နေရာလဲဆိုတာသူသိဖို့တော့လိုအပ်တယ်ပြီးတော့မိမိမြို့နယ်ကဘယ်မြို့နယ်လဲဆိုတော့သိထားဖို့လိုအပ်တယ်နော်ဆိုတော့ကျွန်တော်စီလာမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုအကူကြီးတောင်းမယ်ဆိုရင်ကျွန်တော်တို့အဖွဲ့အစည်းကဘာအဖွဲ့အစည်းလဲအဖွဲ့အစည်းနာမည်လေးကိုတိတိကျကျလေးပြောစေခြင်းတယ်ဘာလို့လဲကျွန်တော်အဖွဲ့
ချို့ကြတော့ကျွန်တော်တို့အနေနဲ့ကကိစ္စမရှိဘူးချို့ဖွဲ့တွေကြတော့နောက်မှပြန်ဆက်လာတာရှိတယ်ဟဲ့ငါတို့ဒီအမှုကငါတို့လက်ခံထားဘူးကလေငါတို့လုပ်နေတဲ့အမှုမင်းတို့ဘာလို့လုပ်တာလဲဆိုတော့ကျွန်တော်တို့ကပထမတော့အလုပ်သမားကိုကူညီစေခြင်းနဲ့စိတ်နဲ့ပဲလုပ်ပြီးတော့တိုးတော်များလဲချို့တော့အဖွဲ့အစည်းတွေကကြတော့အဲ့လိုစိတ်မျိုးမရှိဘူးဆိုတော့အဲ့ဒီတော့ကျွန်တော်တို့ဆက်သွယ်လာမယ်ဆိုလို့ရှိရင်တော့ဘယ်သူဒီဆက်တာလဲမဟုတ်ရင်တော့မှကျွန်တော်အဖွဲ့အစည်းနာမည်လေးရှိတယ်เนาะကျွန်တော်တို့အဖွဲ့က WAG เนาะအလုပ်သမားမဟာမိတ်အဖွဲ့ပေါ့เนาะအဲ့လိုလေးပြောလို့စီလို့ရှိရင်ကျွန်တော်တို့တွေကနေပြီးကောင်းမွန်တေချာအသေးစိတ်လေးရှင်းပြမယ်သို့တော်ဖုန်းဆက်တိုင်းကျွန်တော်တို့ဖုန်းဆက်လို့မရတာတွေရှိတယ်ပေါ့เนาะအဲ့ချိန်ကြလို့ကျွန်တော်တို့ကနေပြီးတော့ပြောချင်တာကကျွန်တော်တို့ကအဖွဲ့အစည်းမှာကအလုပ်လုပ်တဲ့လူကများတယ်เนาะတာမန်အလုပ်သမားတွေကများတယ်ကျွန်တော်စိတ်သက်ရှိလို့ဒါကျွန်တော်တို့ကဖွဲ့စည်းပြီးတော့ထားလုပ်ကြတာဖြစ်တယ်အဲ့တော့ဖုန်းတကယ်ကိုင်နိုင်တဲ့လူက2ယောက်3ယောက်ထက်မပိုနေဘူးအဲ့လူကလည်းအချိန်ပြည့်ဖုန်းကိုဝင်နေတာဆိုတော့လေဖုန်းမဝင်မချင်းလေးဆက်နေပါနောက်တစ်ခုကကျွန်တော်တို့ WAG မြန်မာ Facebook page ကိုလည်းကျွန်တော်တို့ကဒီလိုမှအနေနဲ့အခုကြီးတောင်းခံလို့ရတယ်သို့တော့တောင်းခံတဲ့ချိန်မှာကျွန်တော်တို့ကဒီပြော hi တို့မင်္ဂလာပါတို့နေကောင်းလားတို့ပြီးရင် sticker လေးတွေပို့တာမျိုးဆိုလို့ချင်းကျွန်တော်တို့တွေနေကစာမပြန်ပါဘူးเนาะအဲ့ဒါလေးသိစေချင်တယ်ကျွန်တော်တို့အခုကြီးတောင်းမယ်ဆိုလို့ချင်းကျွန်တော်တို့အလုပ်သမားတွေအနေနဲ့ကဘလို့အခက်အခဲရှိလဲဆိုတာကိုကျွန်တော်တို့တခါတည်း message မှာတခါတည်းပို့ထားပေးပါပြီးသွားရင်သူနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေပေါ့เนาะသူဆိုရင်လောကမြောက်ဆိုလောကမြောက်တဲ့သက်သေတွေပါရမယ်အဲ့ဒါတွေတခါတည်းပို့ထားပေးအဲ့ချိန်ကျကျွန်တော်တို့ကနေပြီးတော့ပြန်လဲဆက်သွယ်ပေးတယ်เนาะကျွန်တော်တို့ပြန်လဲဆက်သွယ်ဟုတ်ကဲ့ပါ